The morning hum, it drifts like smoke. The curtains thin, the day awoke. Martin, Shimbe, oh, look, Tima, Milia, I got the lavi. Minglaba, I don't want to just so late by that, General Chamber. Katie got your Yahweh patient at you finding out of ya, General the Silly Zone Wimon, Lamit in the Indoya Mingla, Pui, Kisaba. The case I like what I might tell her what the Gale Mayon Naiba, no, the gay and Wayabare. So the BU fighting Magaro General, the case and Epata Bidoma, go so Moani Bido, Yanni Pishin Tadeb, you find ever. So General, two Pishin Chale, Jiao. Okay, so let's go. The morning hum, it drifts like smoke. The curtains thin, the day awoke. Your laughter stirs the sleepy air. A melody I can't compare. You're sweet as honey. Martin, Shimbe, oh, look, Tima, Milia, I got the lavi. တမီးကြီးရောက်အဖေဆယ်လီဇုံဝင်းမောင်နဲ့လက်ထပ်လိုက်ပြီးဖြစ်တဲ့အလားမယ်တင်းတင်းမတင်မဖဲ တရှင်းရိုက်တာပါလို့လည်းပြောပြအောင်နော်စိတ်ညစ်အဲ့ဒါဖြည့်ရှင်းနေရဖုန်းလေးလည်းကျွန်တော်မနာရဘူးကျွန်တော်ဈေးပဲရောင်းချင်တာ60ကျန်တဲ့တရားသမားဈေးပဲရောင်းမှာကျွန်တော်အထည်တယ်ပဲဖွင့်မှာကျွန်တော်မိမမယူလည်းမရကျွန်တော်သားသမီးနဲ့အခုဒီမှာကြည့်ကျွန်တော်ပမာချိတ်တွေဒီမှာပါတိတ်တွေနော်မှာစင်ပေါင်းမိတွေပိုးမှာပစိုးတွေပဲရောင်းမှာကျွန်တော်မိမမယူဘူးမိမလည်းယူရတယ်မဟုတ်ဘူးမိကြလည်းတက်လာကိုမသေးရှင်းပေးအောင်မယူလို့ပြောလိုက်အောင်တရားလေးရှင်းမနေတော့ဘူးအထက်ပဲရောင်းမှာအထက်ပဲလာဝယ်အဲ့ဒါဖုန်းမဆက်နဲ့အထက်ဝယ်မယ်တော်တော်ပေါက်သွားတာနော်တော်တော်ပေါက်သွားတာဖြည့်ရှင်းလို့ကိုမနိုင်လောက်အောင်ပေါက်သွားတာဗျာနော်အဲ့ဒါယူမယ်ဆိုဖုန်းဆက်မိမယူပြီလားဆိုဖုန်းမဆက်နဲ့စိတ်ညစ်တယ်တခါလည်းပြောခဲ့လိုက်မယ်ဆောက်လက်ချောက်တကယ်စိတ်ညစ်စရာတွေပါတော်တော်မရှိဆိုင်တော့လည်းမရှိဘူးမိမခွဲလည်းမရှိဘူးနော်မိမလည်းမယူဘူးတကယ်စိတ်ညစ်တယ်ဈေးပဲလာဝယ်မတော်လေဗျာအဲ့လောက်ကြောကျွန်တော်မပြောတော့ဘူးဟုတ်တယ်အခုကျွန်တော်တကယ်တော်တော်ဆွေးတော်တော်ခံစားနေရတနေ့ကောင်ကျွန်တော်မနာရအောင်ဖုန်းနေဆက်ပြီးကျွန်တော်ပြောရတာတကယ်ကျွန်တော်တောင်းမှန်ပါတယ်နော်ကျွန်တော်တနေ့ကောင်တောင်းမှန်ပါတယ်ကျွန်တော်မိမမယူပါဘူးကျွန်တော်ပြောပြီးသားကျွန်တော်ရဲ့သားသမီးလေးတွေရှိပါသေးတယ်နော်ကျွန်တော်ရှေ့ရေးကိုလုပ်ပေးရမယ်ကျွန်တော်မိမမယူပါဘူးအဲ့ဒါအန်တီဗီတချင်းရိုက်တာပါကျွန်တော်ထွက်နိုင်လဲပြပါမယ်ခင်ဗျာနော်အဲ့ဒါအားလုံးတောင်းမှန်ပါတယ်ဒီတချင်းကတော့ဝက်ခွေးပေါက်ပါဗျာကျွန်တော်ဖွင့်ပွဲရအောင်လုပ်ဖို့တော့ခေါင်းထဲမှာရှိတာနော်ကျွန်တော်ခုပစ္စည်းမှားနေတယ်ဒါအော်မှားနေတယ်အခုမှကျွန်တော်ဝတ်ထားတဲ့ခင်ဗျားတို့ပြောတဲ့ဖြစ်စားနေတဲ့စင်ပေါင်းပြီးတော့မင်းမင်းမို့ယောက်ျားလေးဝတ်လို့ရတယ်ကျွန်တော်ဝတ်တာချော်လေးရောထိုင်ဝတ်လို့ရတယ်အဲ့ဒါလည်းမှားလို့ရတယ်ကျွန်တော်ပစ္စည်းဘက်မှာနော်ပစ္စည်းဘက်မှာကျွန်တော်ချော်လေးရောထိုင်လောက်ပြီနော်တောင်းမှန်တယ်ကျွန်တော်မိမမယူဘူးဇော်ဝင်းမောင်ရဲ့ခွင်ထည့်ဝင်သွားပြီကျွန်တော်ကတခုကျွန်တော်စီးပိုင်းပဲလုပ်မယ်ပါခုကျွန်တော်ဒီအထည်ရောင်းနေအထည်ပဲအားပေးပါတောင်းမှန်ပါတယ်ကျွန်တော်အားမောနေပါပြီနော်ဒီနေ့ဆိုကျွန်တော်ဝန်ထမ်းမလေးဆိုမနာရဘူးလောင်းတဲ့သူကရှိတယ်ပြောပြပဲလောင်းတာဟယ်လိုတဲ့ကိုသွမ်းမောင်လာတဲ့မိမရယူတယ်မရဘူးပြတော့ပြောလာဆိုရမင်းတို့ဖြူပါဘူးလို့ဆိုတာဖုန်းနဲ့ညနေသူရှိတယ်တကယ်လည်းမယူပါဘူးကျွန်တော်ထပ်ပြီးဖြည့်ရှင်းပါမယ်ကျွန်တော်တောင်းမှမယ်ကျွန်တော်မိမမယူပါဘူးနော်ဒီမှာဘောင်းပြီးပဲကြော်ညာဝင်သွားလိုက်မယ်ကျွန်တော်ဒီမှာကြည့်ဒီမှာမစင်ပေါင်းတွေအများကြီးချက်တော့မှလို့ရတယ်ထောင်နဲ့ရှိတယ်မှလို့ရတယ်ရာသေးရှိတယ်နော်10ခွင်းသေးရှိရမနော်ကျွန်တော်မှအခုဒီနေ့ဆိုလည်းပါတီတွေတော့ကျွန်တော်အများကြီးထွက်ပါတယ်မှဒါဈေးမယ်ဆိုတော့ကျွန်တော်မှအများကြီးရှိပါသေးပြဒါဆိုလည်းပစ္စည်းကပြတ်သွားပါပြီနော်တိတ်ကျွန်တော်လည်းကျွန်တော်ကြော်ညာလေးတဲ့ဟာအဝါရောင်လေးတွေကဒါပဲကြံတော့တယ်မနေ့ကပစ္စည်းထိုက်ရမှာပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးတက်လာတော့ကျွန်တော်တို့ကလည်းရုံလို့ကြောင်လို့ထင်သွားတယ်ဗျတကယ်လားမဟုတ်ဘူးလားပေါ့နော်နည်းနည်းအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့လို့မဟုတ်ဘူးဆိုတာဘက်ကတော့ကျွန်တော်တို့စိတ်ကတော့ပုံများတယ်ဗျဘာလို့ဆိုတော့သူဖြစ်လေးဖြစ်ချရှိတဲ့စကားတစ်ခွန်းကတော့ဒီကလေးတွေရှိတယ်ဒီအင်ထောင်ရဲတော့သူသိပြီးတော့စဉ်းစားမှာမဟုတ်ဘူးဆိုတဲ့စကားတစ်ခွန်းကသူမီဒီယာအတိုင်းမှလို့သူပြောလေရှိတယ်ဆိုတော့ဒီစကားကိုကျွန်တော်ပြန်ကြားပြီးတော့ဒါတော့မဟုတ်တော့ဘူးတော့တခုခုတော့လွှဲနေတာဒါပေမဲ့မီဒီယာတွေကဆက်တိုက်အဲ့တော့တင်နေကြဆိုတော့ဒါတော်ကြီးတို့တော့ထူဆန်းတယ်လို့နော်ဒါပေမဲ့နောက်ဆုံးမှာတော့ဒါအဖြစ်ပေါ်ပါပြီနော်ဒါဇော်မုံကတော့ဒါသရှင်ရိတ်တာပါတဲ့နော်ဒီလောက်ဆိုရင်တော့ဒါအတဲပြုတ်လို့ရပြီလို့ထင်ပါတယ်နော်တချို့ကလည်းအဲ့လိုယုံထင်ကြောက်ထင်ဖြစ်နေတဲ့လူတွေအတွက်ပါโอเคဆိုတော့ဗီဒီယိုဖိုင်ကတော့လောက်ပါပဲဇော်မုံကတော့ဒီတိုက်ပါပဲလို့နော်โอเคနောက်မှဗီဒီယိုဖိုင်လေးကိုဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video